ညီတယောက်မေးထားလို့ဒီကိုင်းနဲ့ကို SB လို့ထင်နေဒါဆွဲထုတ်9ပေ BC အတန်မှာနော် SB မဟုတ်ဒီကွင်းကသူ original ပါတဲ့ကွင်းနေဟိုလိုအော်တိုလေးတွေမဟုတ် BC အရှိမှာပါတဲ့ကွင်းနေလို့မဟုတ်ဒီဆွဲထုတ်တွေပါဒီလိုမျိုးလဲပါတတ်တယ်အတိုလဲပါတတ်တယ်သူ့ရဲ့ gram အယုတ်ဝိတ် gram ဘယ်လောက်ထိနိုင်လဲဆိုပြမယ်ဒီမှာကြည့်25 gram ထိတောင်မှနိုင်ဘာယုတ်တွေသုံးလဲမေးနေတဲ့ညီတွေအတွက်ပြပေးတယ်အယုတ်တွေအစုံသုံးတယ်အကုန်သုံးတယ် back spade တွေရော spanner bite တွေရော jet frog တွေရော jet frog ရေပေါ်ရေအောက်ဖေညာကူတဲ့ကောင်တွေ saw bait တွေရောဒီမှာCC 60အဲ့လိုရတယ်အကုန်သုံးတယ်ဒီမှာထော်လာကြီး Buffa blobber အကုန်သုံးတယ်ဒီမှာရှာရုပ်မီနောအကြီးအသေးအကုန်သုံးတယ်ဒီကောင်ရှာအရှိအကုန်သုံးပါတယ်ရုပ်အကုန်သုံးတယ်ဒီမှာစပွန်းနေလည်းရှိတယ်စပွန်းနေလည်းသုံးရုပ်အသေးလေးတွေအစားသုံးတယ်ရုပ်သေးလေးတွေအစားဒီကောင်လေးပါသုံး back spade ချိန်ကြီးရဒီကောင်လေးဟိုတုံးမှန်များတယ်ညားရင်သုံးကျေးဇူးတင်ပါတယ်